ကင်ဆာယောဂအဆင့်လေးရောက်နေတဲ့သူတွေအတွက်အဆိုးမဖြစ်သွားချင်ဘူးဘာတွေကိုတတိထားပေးရမလဲဆိုတော့ကင်ဆာယောဂသွေးလန်းချောင်းထဲမှာပိုးမဝင်အောင်တတိထားပေးရမယ်เนาะဒီကင်ဆာအဆင့်လေးဆိုရင်တချို့ဆိုရင်ထိုင်းနိုင်ငံမှာဆိုရင်ပေါ့နော်ဒေါက်တာတွေကအဲ့ကိုပြန်ခိုင်းနေပြီးမကုပေးတော့ဘူးเนาะခန္ဓာကိုယ်ကမနိုင်တော့လို့အဲ့ဒါကြောင့်မို့ဒီနေ့ဒီလိမ့်စေးဖြတ်စေးလေးကိုအမြန်သွားသုံးပေးပါကင်ဆာယောဂအတွက်အများကြီးကူညီပေးနိုင်တဲ့ဒီတောက်ဆေးဆိုရင်မနဲ့နှလုံးညနှလုံးသွဲတောက်ပေးပါเนาะလိမ့်စေးအဘူးသေးခဏခဏလိမ့်ပေးအဘူးကြီးနဲ့လိမ့်ပေးဖြန့်စေးနဲ့ဖြန့်ပေးကင်ဆာယောဂတမအတွက်ချက်ချင်းပဲအားပြန်ရှိလာစေရမယ်เนาะခံတွေးအားတွေကောင်းလာမယ်စီယုံကောင်းတွေတန်မာလာမယ်เนาะပြီးတော့အိပ်ရေးတွေကောင်းလာမယ်အိပ်ရလာတာပေါ့နော်တချို့ဆိုရင်နာကျင်တယ်လေကင်ဆာယောဂတွေကเนาะကာကွယ်ပေးနိုင်တယ်ပြီးတော့ကင်ဆာစီယုံတွေကိုလည်းပေါ့နော်တွားပြီးတော့ဖယ်ထုတ်ပေးနိုင်တယ်စီယုံကောင်းတွေတန်မာလာတယ်ဆိုရင်လေနာနိုလိမ့်စေးဖြန့်စေးဖြစ်တဲ့ခခုမြင်တဲ့ဖြစ်တဲ့တွဲတောက်ပေးပါအစီအကျိတ်အဖုအလုံးတွေထွက်နေတဲ့လေပြင်းကြီးယောဂတွေဖြစ်နေတဲ့ရင်သားအလုံးတွေဂျိုင်းအလုံးတွေထွက်နေတယ်ဆိုရင်ဒီလိုလက္ခဏာအလုံးတွေကဆဆဖြစ်တယ်ဆိုရင် तू ကမနာကျင်ဘူးเนาะရိုးရိုးအလုံးနဲ့စထွက်တယ်ဒါပေမဲ့ကိုကတော့မလွတ်ထားပေးသင့်ဘူးဒီလိုအလုံးကတောက်ဆေးလည်းမရှိဘူးเนาะဒါပေမဲ့ဒီနေ့ပေါ့เนาะအစိတ်အတောက်ကိုဖယ်ထုတ်ပေးတဲ့နာနိုလိမ့်ဆေးဖြန့်ဆေးရှိတယ်ပြီးတော့တောက်ဆေးရဲ့တွဲသုံးပေးပါအစီကျိတ်အဖုတွေကပေါ့เนาะရိုးရိုးအလုံးဖြစ်ပြင်လည်းမလွတ်ထားပေးသင့်ဘူးအဲ့ဒါကြောင့်မို့ဒီလိမ့်ဆေးကိုတွားပြီးလိမ့်ပေးလိမ့်ဆေးအဘူးသေးကိုလိမ့်ပေးเนาะချက်ရည်တဲ့နားရွက်အနောက်မှာအလုံးသေးလေးထွက်လာဖုတယ်เนาะပုံမှန်ဆိုရင်ကြီးလာပြီးတော့ခွဲရမယ်ဒါပေမဲ့ကိုကဒီလိမ့်ဆေးနဲ့ခဏခဏလိမ့်ပေးလိုက်တဲ့အချိန်မှာအဲ့ဒီအလုံးကသေးသေးလာပြီးပြန်ပြောက်သွားတယ်เนาะဆဆဆိုရင်မမာလေးနဲ့အခုဆိုရင်ပျော့ပြီးတော့ပျောက်သွားပြီးအလုံးသေးသေးလာပြီးတော့ဒီလိမ့်ဆေးအဘူးသေးကိုလိမ့်ပေးပြီးတော့အဘူးကြီးကိုလိမ့်ပေးเนาะပြီးတော့ခခုမြင်တစ်နေ့တစ်လုံးတွဲတောက်ပေးအာမခံပေးတဲ့အစီအကျိတ်အဖူးလေးပြင်းယာတီမလာခင်ဘိုင်းနာခါနာဘိုင်းအောက်အဖြူစင်းရာရန်ဒီလိုလက္ခဏာဖြစ်တဲ့သူရှိတယ်ဆိုရင်ဘာတွေကိုတတိထားပေးရမလဲဆိုတော့မိန်ကလေးရဲ့တာအိမ်နဲ့ပတ်သက်ပြီးပေါ့နော်တာအိမ်ကောင်းကင်ဆာတွေအသားလုံးတွေရေအိတ်တွေเนาะဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်အတောက်မဖြစ်ဘူးဆိုရင်လေနာကျင်မှုဆိုတာမရှိဘူးဒါပေမဲ့ဒီနေ့ကိုကလည်းအဖြူစင်းနဲ့ရာရန်တာလည်းရှိတယ်အနံ့ဆိုးလည်းရှိတယ်ရာတီမလာခင်လေးဟိုဘိုက်တွေနာလိုက်တာထားတာမနိုင်တဲ့သူဖြစ်တယ်ဆိုရင်ဒီမှာနာနိုလိမ့်ဆေးဖြတ်ဆေးကိုတော့ပုံပေးအာမခံပေးတယ်เนาะရာတီမလာခင်လေးမှာရာတီလာတဲ့အချိန်ပဲဖြစ်ခဏခဏလိမ့်ပေးဒီလိမ့်ဆေးအဘူးသေးလေးကိုပြီးတော့အဘူးကြီးနဲ့တွဲလိမ့်ပေးเนาะဒီနှစ်ခုကကိုယ့်ရဲ့အသားလုံးရည်အိတ်ကိုကာကွယ်ပေးနိုင်တယ်နောက်တစ်ခုတော့တာအိမ်ကောင်းကင်ဆာကာကွယ်ပေးနိုင်တဲ့ဒီခခုမြင့်လေးကိုတွဲတောက်ပြီးတစ်နေ့တစ်လုံးအာမခံပေးတဲ့ဖြတ်စီနဲ့တွဲသုံးပေးเนาะကင်ဆာမဖြစ်လဲဒီဆေးတွေကိုသုံးပေးလို့ရလားဆိုတော့သူကကင်ဆာတစ်မျိုးပဲသုံးပေးလို့ရတာလားမေးလာတဲ့သူရှိတယ်เนาะယောဂအမျိုးမျိုးသုံးပေးလို့ရတယ်เนาะလေဖြတ်တဲ့သူတွေเนาะကြောက်ကက်ယောဂသမားတွေအယိုးအဆစ်မကောင်းတဲ့သူတွေယောဂအမျိုးမျိုးသုံးပေးလို့ရတယ်ကင်ဆာယောဂသမားဆိုတော့ထိထိရောက်လိမ့်ပေးသွားရမယ်ဥပမာအစာအိမ်ယောဂသမားတွေဆိုရင်လေလိမ့်ဆေးအဘူးသေးအဘူးကြီးပုံမှန်လိမ့်ပေးသွားရုံနဲ့ပေါ့နော်အဲ့ဒီအစာအိမ်ယောဂဆေးတောက်စရာမလိုပဲနဲ့ပျောက်သွားစေတယ်ကြောက်ကက်ယောဂသမားဆိုရင်၄ခုစလုံးတွဲသုံးပေးရမယ်ယောဂတစ်ခုနဲ့တစ်ခုသုံးပုံသုံးနည်းမတူတဲ့အတွေ့အကြောင်းဝယ်သွားပြီးတဲ့သူတိုင်းသုံးပုံသုံးနည်းရောအစားအသောက်ပိုင်းရောတင်ပြပေးတာပေါ့နော်နီးလက်မမှန်နဲ့လိမ့်ပေးမယ်သုံးပေးမယ်ဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးကလည်းတစ်နေ့ပြီးတစ်နေ့ပို့ပြီးပြန်ကောင်းလာမြန်စေတယ်အာမခံပေးတာပေါ့နော်အစီအကျိတ်အဖုလည်းသုံးပေးလို့ရတယ်အဲ့ဒါကြောင့်မို့ကိုပါယောဂလက္ခဏာဖြစ်လဲဆိုတာအသေးစိတ်လာပြီးမေးမြန်းလို့ရတယ်နော်အသေးစိတ်ရှင်းပြပေးပါမယ်ဝယ်ချင်တဲ့သူတွေအတွက်နော်ပြောပြပေးမယ်နော်56ဘတ်နဲ့ဒီမျက်တောင်သူ့ကိုတက်လို့ရပြီမြက်ဒီဟာနဲ့ပါလာတယ်နော်သူပေးလာတာပေါ့နော်ဒီမှာဒီနေ့ရောက်လာတာပေါ့နော်တက်တာကိုတိုင်လှုပ်ကြည့်တာလေလွယ်ကူတယ်နော်ချပေးုံနဲ့ကတ်လိုက်ပြီးသူကကတ်လွယ်တယ်နော်ပြီးတော့လေတစ်ခုမှ56ဘတ်ပဲနှစ်ခုမှ100ကျော်ပဲပေါ့နော်130လောက်ပဲအဲ့ဒါကြောင့်မို့မိန်းကလေးတွေအတွေ့ပေါ့နော်မျက်တောင်တုလေးထဲမတက်သေးဘူးဆိုရင်ဒီဟာလေးကိုမိတ်ဆက်ပေးတယ်မျက်တောင်တုလေးကိုဘာကြောင့်လဲဆိုတော့သူကလွယ်ကူတယ်ကိုလည်းမျက်တောင်တုကိုမထည့်ရတာကြာပြီပေါ့နော်ဒီနေ့ပြန်ထည့်ရတာလွယ်တယ်နော်အဲ့ဒါကြောင့်မိတ်ဆက်ပေးပါတယ်ရှင်ဝယ်ယူချင်တဲ့သူတိုင်းချင်းဝါထဲမှာနေမှာယူလို့ရတယ်ကိုယ်တိုင်ဝယ်သုံးပြီး3ကောင်းလို့မျှဝေပေးတာဘယ်လိုမျိုးနဲ့3ကောင်းလဲဆိုတော့3ရတာလွယ်တယ်အများကြီးနဲ့လိုက်လို့ဆရာမလို့ဘူးအခုကက်ကလိုက်ပေးအောင်နဲ့သူကစီနေရောပဲ3ခုထဲနဲ့ကွက်တိပဲကိုယ့်ရဲ့မျက်လုံးကသေးတာလားမသိဘူးเนาะအဲ့ဒါကြောင့်မို့ဒီမှာနံပါတ်ဘယ်လောက်လဲဆိုတော့54 305
ကဲယောဂဖြစ်တဲ့သူတွေပေါ့နော်ဒါတကယ်ဝယ်သုံးတဲ့သူတွေပေါ့နော်အစုံအလိုက်နဲ့ဝယ်သုံးတာပါရှင်နော်ကင်ဆာယောဂအမျိုးမျိုးသုံးပေးလို့ရတယ်နော်ဒီမှာလိမ့်ဆေးလေးပါရှင်နော်နာနိုလိမ့်ဆေးဖြန့်ဆေးဖြစ်တဲ့စိုးကျိုးလည်းမရှိဘူးကလေးလူကြီးအကုန်သုံးပေးလို့ရတယ်ကင်ဆာယောဂသမားဆိုရင်လေဒီခုတ်ခုမြင်လေးကိုလေမနဲ့နှလုံးညနှလုံးတောက်ပေးလို့ရတယ်နော်သုံးပုံသုံးနည်းယောဂတစ်မျိုးနဲ့တစ်မျိုးမတူဘူးအဲ့ဒါကြောင့်မို့မဝယ်ခဲအသေးစိတ်အရင်လာမြင်မြန်လို့ရတယ်နော်အားလုံးကိုကျမရေးကောင်းတဲ့အထီးဂယူဆိုင်ပေးသွားမယ်ရှင်ဝယ်ယူအားပေးတဲ့သူတိုင်းကျေးဇူးတင်ပါတယ်ကျမရေးတွေအမြန်ကောင်းကြပါစေရှင်ဒူးနာခါနာတဲ့သူတွေเนาะအယိုးအစ်စ်မကောင်းတဲ့သူတွေခြေလက်ထုံကျင်တဲ့သူတွေအကျော်တက်အကျော်ကိုက်တဲ့သူတွေပေါ့เนาะဒီဆေးလေးခုကိုစောင့်ထားပေးပါဒီလေးခုစလုံးဖောက်ကိုကူညီနိုင်လဲဆိုတော့ဒီလိမ့်ဆေးအဘူးသေးနော်ဒူးရောင်တဲ့သူဒူးနာတဲ့သူဆိုရင်လေလိမ့်ပေးလိုက်ရင်လည်းတက်တာပျောက်ကင်းသွားစေတယ်အာမခံပေးတယ်နော်တပူးထဲနဲ့လည်းတက်တာတယ်နောက်တစ်ခုကြတော့နော်နာတာရှည်ယောဂဖြစ်တဲ့သူတွေဆေးတွေတောင်းနေရတဲ့သူတွေဆိုရင်ဒီအပူးကြီးနဲ့တွဲလိမ့်ပေးလိမ့်ဆေးပဲနော်အပူးသေးအပူးကြီးကအနစ်တင်မတူဘူးနော်တွဲလိမ့်ပေးအာမခံပေးတယ်နော်အယိုးမကောင်းတဲ့သူတွေကပြန်ကောင်းလာနိုင်တယ်လမ်းမလျှောက်နိုင်တဲ့သူတော့ပြန်ထားလျှောက်နိုင်တယ်နော်ပြီးတော့စပရေလည်းကအကျော်တက်တဲ့သူတွေပေါ့နော်ကိုက်ခဲတဲ့သူတွေညောင်းတဲ့သူတွေဒီမှာဖြန့်ပေးလို့ရတယ်ယောဂအမျိုးမျိုးရားရံတဲ့သူတွေနော်ဖြန့်ပေးလို့ရတယ်နောက်တစ်ခုတော့ခခုမြင်တစ်နေ့တစ်လုံးပုံမှန်တောက်ပေးခြင်းအဖြစ်ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းကောင်းစေတယ်ခံတွေးအားလည်းကောင်းစေတယ်အယိုးအစစ်လည်းပြန်ကောင်းစေတယ်နော်ယောဂအမျိုးမျိုးသုံးပေးလို့ရတဲ့တဘောဝလိမ့်ဆေးလေးလိမ့်ဆေးဖြန့်ဆေးတောက်ဆေးဝယ်သွားသုံးတဲ့သူတိုင်းသုံးကောင်းတဲ့ဆိုရင်ကိုယ်စလဲနဲ့ပြန်ဝင်လို့ရပြီနော်ဒီတစုံလေးပေါ့နော်6ဘူးအဘူးသေး3ဘူးတောက်ဆေးတဘူးဖြန့်ဆေးတဘူးဘူးကြီးတဘူးဝယ်သွားသုံးဖူးတဲ့သူတိုင်းကိုယ်စလဲနဲ့ဝယ်လိုက်မယ်ဆိုရင်တသက်လုံးပေါ့နော်ကိုယ်စလဲဆေးနဲ့ရသွားမယ်ဘာတွေလိုအပ်တယ်လဲကိုယ်စလဲဝင်မယ်ဆိုရင်နံပါတ်1ပေါ့နော်မြန်မာမှတ်ပုံတင်လဲရတယ်ပတ်စပို့မျက်နှာလဲရတယ်ဒီနှစ်ခုရှိပေးရုံနဲ့မင်ဘာဝင်လို့ရပြီမဝင်ရင်လဲရတယ်နော်ဆေးအပြည့်နဲ့ဝယ်သုံးသွားလို့ရတယ်ဒါပေမဲ့မင်ဘာဝင်လိုက်မယ်ဆိုရင်တစ်ခါပဲဝင်သွားလိုက်ရုံနဲ့တသက်လုံးကိုယ့်ရဲ့မင်ဘာဆေးနဲ့ဝယ်သုံးလို့ရတယ်လို့စီးပွားရေးလည်းလုပ်လို့ရတယ်ကိုယ်စလဲဝင်ပြီးတော့ချက်ရည်တင်းတဲ့အတူပေါ့နော်ကျမရေးတွေအတွက်ပြန်မျှဝေပေးလို့ရတယ်ဝင်ငွေလမ်းကြောင်းလည်းတည်ဆောက်လို့ရတယ်အခွင့်အရေးကောင်းလက်သွဲချင်တဲ့သူတွေအတွက်တစုံယူတာနဲ့ကိုယ်စလဲနဲ့ခြေလမ်းစလို့ရပြီနော်အားလုံးကိုကြိုးစိုးပါတယ်နော် online ပေါ်မှာဝင်ငွေတည်ဆောက်ချင်တဲ့သူ